ဇလန်လေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like subscribe လုပ်ပေးပြီးတော့ဘေးက notification လေးကိုနှိပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ရှင်။ဤရိုဒီအသက်20ပြည့်တဲ့ချိန်မှာပဲဦးလေးရှိရာမြို့လေးကိုတက္ကသိုလ်တက်ဖို့ပြောင်းလာခဲ့ပါတယ်။ဦးလေးကမြို့မှာ Grand Blue ဆိုတဲ့ဆိုင်လေးကိုဖွင့်ထားပါတယ်။ဤရိုဒီဒီမြို့လေးကိုမရောက်တာ10နှစ်ကျော်ရှိပါပြီ။ဦးလေးကားပါကင်ထိုးနေတဲ့ချိန်မှာဤရိုဒီကဆိုင်ရှိရာပင်လယ်ကြီးကိုငေးကြည့်နေမိပါတယ်။ဤရိုဒီငေးနေတဲ့ချိန်မှာပင်လယ်တွေကနေအရန်လာတဲ့ကောင်မလေးတယောက်တက်လာခဲ့ပါတယ်။ငေးနေတော့ဦးလေးလှမ်းခေါ်လို့အမြန်ပြေးဝင်လိုက်ပါတယ်။ရုတ်တရက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဤရိုဒီလည်းဒူးထောက်ထိုင်ကြသွားပါတယ်။ဆိုင်ထဲမှာကိုလုံးတီးနေကြတဲ့လူတွေကိုမြင်တော့လန့်ပြီးတော့ဦးလေးကိုအမြန်သွားမိပါတယ်။ကိုလုံးတီးနေတာပုံမှန်ပဲလို့ဦးလေးတွေမထူးဆန်းနေပါဘူး။ဤရိုဒီလည်းဘလို့လူတွေနဲ့တွေ့နေမှမသိလို့အပြင်ကိုထွက်ပြေးသွားပါတယ်။အချိန်မှာပဲဤရိုဒီထွက်ပြေးသွားတာကိုမြင်တော့ကိုတိုပိုလီနဲ့တိုဂီတာတို့နှစ်ယောက်ကဦးလေးကိုလာမေးလိုက်ပါတယ်။တက်ကတူတက်ဖို့လာမှန်းသိတော့ကိုတိုပိုလီနဲ့တိုဂီတာတို့နှစ်ယောက်လည်းသူတို့ရင်ကုန်အဖွဲ့ထဲဝင်ခိုင်းဖို့ပြောဖို့ပြေးလိုက်သွားပါတယ်။သူတို့တွေပြေးလိုက်လာတာမြင်တော့အီရိုဒီလည်းလန့်ပြီးထပ်ပြေးပါတော့တယ်။ပြေးနေရင်အင်အားချင်းမများတော့အီရိုဒီဖမ်းမိပြီးစတိုးဆိုင်ကိုပြန်ရောက်လာပါတယ်။စီနီယာနှစ်ယောက်ကပစ္စည်းတယ်ဖို့အတွက်ပူကြားတနက်လူနေကြပါတယ်။ကိုတိုပိုလီအလှည့်ကြတာကြောင့်အီရိုဒီအတူပစ္စည်းတယ်လာကြပါတယ်။ကိုတိုပိုလီကMuskin State Engineer တက်သို့တက်နေတဲ့သူဖြစ်ပြီးအီရိုဒီနဲ့မေဂျာတူနေလို့သူတို့ရင်ကုန်အဖွဲ့တဲ့လူလိုနေရကြောင်းအီရိုဒီကိုအတင်းထည့်နေပါတော့တယ်။အီရိုဒီလည်းမပါခြင်းပါပဲပါလိုက်ရပြီ။ရေလည်းမကူးတတ်ပါဘူး။သူတို့နှစ်ယောက်ဆက်လာရင်ရင်ငုတ်ပြီးတက်လာတဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ရပါတယ်။အီရိုဒီလည်းမြင်ဘူးနေသလိုရှိနေလို့ကြည်နေတဲ့အချိန်မှာမိန်းကလေးကအနားလာပြီးမိတ်ဆက်ပါတော့တယ်။သူကတော့နာနာကာဖြစ်ပြီးအီရိုဒီရဲ့အမှားဝင်ခွဲဖြစ်ပါတယ်။အီရိုဒီဆိုင်ကိုပြန်ရောက်တော့မမကိုတိုပိုလီတို့လက်ထဲထည့်လိုက်ပါတယ်။အဖွဲ့ဝင်အစ်ကိုကြိုးဆိုဖို့ပါတီပွဲကျင်းပမယ်ဆိုပြီးအီရိုဒီကိုဖီးယာအတင်းတိုင်နေပါတော့တယ်။ဘာမှမတောက်မစားတတ်တဲ့အီရိုဒီလည်းအခက်တွေ့နေပါတော့တယ်။အဲဒီချိန်ချီစာဆိုင်ကိုပြန်လာနေပြီး10နှစ်ကျော်မတွေ့ရတဲ့ငယ်ပေါင်းဟာဘယ်လိုမျိုးဖြစ်နေလဲစဉ်းစားနေပြီးပါတယ်။ချီစာဆိုင်ရောက်တော့ဘီယာတောက်ပြီးပြေးကွဲနေတဲ့အီရိုဒီကိုမြင်ပြီးစိတ်ပြက်ပြီးအခန်းထဲဝင်သွားပါတော့တယ်။အီရိုဒီလည်းချီစာကိုရှင်းပြဖို့ကြိုးစားပေမဲ့မရပါဘူး။အီရိုဒီလည်းချီစာကသူ့ကိုလူယုံမာကြည့်လို့ထွင်သွားပြီလို့တွေးပြီးစိတ်ညစ်နေပြီးသူ့ဘောနားလေတဲ့မမနာရှိသေးလို့တွေးပြီးတော့စိတ်လျှော်လိုက်ရပါတယ်။တခြားလူတွေလည်းနာနာကာကိုလက်လျှော်လိုက်ဖို့ဝိုင်းပြောနေကြပါတယ်။အမှန်တော့နာနာကာချီစာကိုကြိတ်ကြွနေတဲ့သူပဲဖြစ်ပါတယ်။ဒီကိုစရောက်တဲ့ကပြောကြဆိုတာဘာမှန်းတော့မသိတော့ပါဘူး။ဒါနဲ့စီနီယာတို့ကပါတီဆက်လုပ်ဖို့ပြောနေပါတယ်။မနေ့ကျောင်းနောက်ကြမှာဆိုလို့ပြောနေတဲ့အီရိုဒီကိုစီနီယာတွေကသူတို့ကိုယုံဖို့ပြောနေပါတယ်။မနေ့ပြန်ရောက်တော့နိုင်ကိုကြည့်လိုက်တော့9နာရီကျော်နေတော့အီရိုဒီလည်းလန့်သွားပါတယ်။ကြက်သိန်းထားနေပြီးဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့လူတွေများကြီးအီရိုဒီကိုဝိုင်းကြည့်နေကြပါတယ်။အီရိုဒီရောက်နေတာကကျောင်းသားခန်းမရှိပါပါ။ညတုန်းကကျောင်းနောက်ကြမှာဆိုလို့စီနီယာတွေကကျောင်းကိုခေါ်လာတာပါ။ကြည့်နေတဲ့လူတွေထဲမှာလည်းခြေစားပါနေပြီးအီရိုဒီကိုတကယ်စိတ်ပြတ်သွားပြန်ပါတယ်။ကျောင်းမှာတငယ်ချင်းအစ်တွေရှာဖို့ရောက်လာပြီမဲ့အင်ကြီးမပါတာကြောင့်အကုန်လုံးကနှာဘူးလို့ထင်သွားကြပါတယ်။တစ်ဖက်မှာလည်းကာမလေးတွေကကိုကြီးဟေမာကိုဆိုတဲ့ကောင်းလေးကိုကြိတ်ကြွေးနေကြပါတယ်။ကိုကြီးကရုပ်လေးကချောပေမဲ့လို့ဘယ်လိုကောင်းမျိုးလဲမသိလို့ခက်ဝေဝေနေဖို့စုံပြန်လိုက်ပါတယ်။အတန်းပြီးတော့ကျောင်းမှာရှိတဲ့အသင်းတွေကိုလိုက်ကြည့်ဖို့ထွက်သွားလိုက်ပါတယ်။ချီစာကိုအတန်းထဲမှာတွေ့လို့သူနဲ့တူသွားကြည့်ဖို့ခေါ်ပါတယ်။ဒါပေမဲ့ချီစာသူနဲ့စကားပြောရဖို့ရှက်နေပါတယ်။အီရိုဒီအင်ကြီးပြန်ဝဲချင်းပေမဲ့အင်ကိုဘယ်လိုပြန်ရမလဲမသိခဲ့ပါဘူး။အဲ့ဒါနဲ့ပဲချီစာနဲ့တူအိမ်ပြန်လိုက်ဖို့စဉ်းစားလိုက်ပါတယ်။ဒါပေမဲ့ချီစာသူ့ကိုညှင်းလိုက်ပါတယ်။ပြီးတော့ချီစာအီရိုဒီကိုသူနဲ့မောင်နှမတွေဆိုတာကိုပါဘသူ့ကိုမှမပြောဖို့ပါပြောလိုက်ပါတယ်။အဲ့ဒါနဲ့အီရိုဒီကချီစာဝက်တွေကိုအတင်းတောင်းနေလို့ချီစာလည်းရဲလက်ကိုအပ်လိုက်ပါတယ်။ရဲလက်အပ်လိုက်တဲ့အချိန်မှာကိုအေးရောက်လာပါတယ်။ကိုအေးစီကပါအဝတ်တွေတောင်းနေလို့ကိုအေးလည်းရဲလက်ထဲထပ်ပြီးတော့အပ်လိုက်ပါတယ်။ဒီမျိုးတွေမှာလည်းသိတဲ့သူသိမရှိလို့ဘသူ့ကိုကူညီတောင်းရမလဲစဉ်းစားနေပါတယ်။ဒီလိုနဲ့ပဲရင်ငုတ်တင်ကစီနီယာကိုတွေ့တော့အကူကြီးတောင်းလိုက်ပါတယ်။စီနီယာလည်းရင်ငုတ်တင်ကိုလူသစ်တယောက်ခေါ်လာနိုင်ရင်အဝတ်ပေးမယ်လို့ပြောလိုက်ပါတယ်။စကီချောချောလေးတွေရှိတဲ့ရင်ငုတ်တင်နဲ့ဝင်ကျင်နေတဲ့ကိုကြီးကိုမနှိပ်တပတ်လုပ်ပြီးရင်ငုတ်အတင်နဲ့ထည့်လိုက်ပါတယ်။ဒါနဲ့ပဲစီနီယာတွေကလူသစ်ကြိုးကြိုးပွဲထပ်လုပ်ကြပြန်ပါတယ်။အီရိုဒီလည်းအရက်မတောက်ချင်လို့မသိမသာထွက်လာတဲ့အချိန်မှာပါတီကိုရောက်နေတဲ့ချီစာကိုတွေ့လိုက်ရပါတယ်။မျက်စိအောက်ကအပြောင်းမခံတဲ့စီနီယာတွေကအီရိုဒီကိုလာရှာပြန်ပါတယ်။ကိုကြီးနဲ့အီရိုဒီတို့တယောက်ကိုတယောက်ကျင်းထဲနေတော့စီနီယာတွေကမျက်မျှတတလှုပ်ပေးလိုက်ပါတယ်။သူထက်ကအပြိုင်လုပ်ပြီးတောက်လိုက်တာနှစ်ယောက်စလုံးစံပြုတ်တွေရောင်းကုန်ကြပါတယ်။ကိုကြီးတို့နှစ်ယောက်ကလည်းသူ့ကြောင့်ငါ့ကြောင့်နဲ့တယောက်ကိုတယောက်အပြစ်တင်နေကြတာပါ။အီရိုဒီတယောက်အိမ်ပြန်မအိတ်တာ2ရက်ရှိပြီနာနာကစိတ်ပူနေပါတယ်။
ချီစာကိုဆရာတင်ပြီးတော့အီရိုရီလည်းအိမ်ပြန်ရောက်လာခဲ့ပါတယ်။စိုင်တွေကဆရာတွေကိုအီရိုရီမြင်ပြီးတော့လှမ်းသွားပါတယ်။ဒီနေ့မှချိန်ထားတဲ့ဧည့်သည်တွေမရောက်လာတော့စိတ်ညစ်နေကြပါတယ်။စီနီယာတွေကဒီနေ့လည်းတောက်ဖို့ထက်ခေါ်နေတော့အီရိုရီလည်းလန့်သွားပါတယ်။အိမ်ရဲ့ဘေးနေရာမှာသူ့ခံရှိလေတော့မသိပါဘူး။ရောက်ကြရအိမ်မကက်သေးလို့နာနာကလည်းအပြင်ထွက်ခွင့်ပိတ်လိုက်ပါတယ်။အီရိုရီလည်းမတောက်ချင်တာနဲ့အတော်ပဲဖြစ်သွားပါတယ်။ဒါပေမဲ့စီနီယာတွေကကံမလေးတွေနဲ့တောက်ပါဆိုတော့နည်းနည်းပြန်စိတ်ဝင်စားသွားပါတယ်။မမနာစီကအပြင်ထွက်ဖို့ခွင့်တောင်းနေပြီးဘယ်လိုပဲဖြစ်ဖြစ်မမနာနာကသွားခွင့်မပေးပါဘူးမမနာနာကခွင့်ပြုအောင်အထုပ်ပိုးတွေအမြန်နေရာချလိုက်ပါတယ်လွတ်လပ်တဲ့လူငယ်တယောက်ရဲ့ပုံကိုမြင်နာနာကခွင့်ပြုပေးနိုင်လိမ့်မယ်ဆိုပြီးစီနီယာတွေလည်းအမြန်ဝိုင်းကူနေပါတယ်အထုပ်တွေနေရာချပြီးဆိုပြီးမမနာနာကကိုအခန်းထဲခေါ်ပြီးပြလိုက်ပါတယ်အခန်းထဲမှာတော့အခုကြည့်နေတဲ့ FA တွေလိုပဲအပြာစောင်းနဲ့အပြာပိုစတာတွေကိုပဲမြင်လိုက်ရပါတယ်။နာနာကလည်းရှင်းမျက်နှာနောက်ထားနောက်မျက်နှာရှိထားကအခန်းထဲကနေအမြန်ထွက်သွားပါတယ်။ဒီလိုပုံစံကိုစီနီယာတွေကပဲတက္ကသိုလ်ကျောင်းသားနဲ့တူအောင်ပြန်ပြင်ထားတာပါ။ဒါနဲ့ပဲစီနီယာတွေကအပြာကားတကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။အဲ့ချိန်မှာချီစာကအခန်းထဲဝင်လာပါတယ်။ချီစာပါအတူကြည့်ဖို့ခေါ်နေတာကြောင့်စိတ်ဆိုးပြီးပြန်ထွက်သွားပါတယ်။စီနီယာတွေကနောက်ထပ်ကားတကားပေးပြီးတော့အခန်းရှင်းဖို့ကိုတာဝန်ယူလိုက်ပါတယ်။အောက်ထပ်ကိုဆင်းလာတဲ့အခါနာနာကာနဲ့တွေ့လို့ခုနကကိစ္စကိုရှင်းပြပါတော့တယ်။နာနာကာကလည်းနားလည်ပြီးလို့တိတ်မရှင်းပြလိုက်ရပါဘူး။ဒီတစ်ခါတော့ကိုအေးကဦးလေးကိုငှားထားတဲ့တိတ်တွေကိုပြန်လာပေးပါတယ်။ကိုအေးစိတ်တိုင်းကျကမာလေးငငယ်ချောချောလေးတွေကိုကတ်ထားပါတယ်။စီနီယာတွေစီမှဇကားကောင်းနေရှိလို့ကိုအေးကဇက်ပြာနဲ့လာကူးနေတာဖြစ်ပါတယ်။အီရိုရီကဒါရီရဲ့စန့်ကျင်ဘက်ကိုလိုချင်တာမဟုတ်လို့ပြန်ပြင်ခိုင်းလိုက်ပါတယ်။နောက်တကအီရိုရီအခန်းထဲကိုပြန်ဝင်လာတော့ယောက်ျားပုံလေးကြီးကတ်ထားတာဟုတ်လို့စိတ်ပြတ်သွားပြန်ပါတယ်။မမနာနာကထက်ရောက်လာတော့ဘီယက်တွေကြည့်နေလို့အဆက်တွေထက်ခွဲရပြန်ပါတယ်။အီရိုရီကနာနာကကြွေသွားအောင်အခန်းကိုပြင်ချင်နေတာပါ။စီနီယာတွေလည်းနာနာကကြိုက်တာချီစာဟုတ်လို့ချီစာရဲ့ပုံတွေအခန်းထဲလိုက်ကပ်ပါတော့တယ်။တခန်းလုံးပြင်ပြီးတော့မှဒီညပါတီမရှိပဲတီးလိုက်ရတော့အီရိုရီလည်းဒေါသထွက်သွားပါတယ်။ချီစာခန်းကိုကော်ပီလာပို့တယ်။ချီစာပုံတွေကိုမြင်လိုက်ရပါတယ်။အခန်းထဲကပြန်ထွက်သွားတော့အီရိုရီကိုအခန်းထဲကနှင်ထုတ်လိုက်ပါတယ်။မနေ့ပြန်လို့တော့ရင်ငုတ်အဖွဲ့တွေရောက်နေပါတယ်။အီရိုရီနေရတဲ့အခန်းကရင်ငုတ်အသင်းရဲ့အစည်းအဝေးခံဖြစ်ပါတယ်။ခဏနေတော့ရင်ငုတ်၄ချိန်ကန်စဖို့လူသစ်၃ယောက်ကိုစုလိုက်ပါတယ်။အီရိုရီကိုအီးနဲ့ချီစာတို့ဖြစ်ပါတယ်။ကိုအီးကဒီသင်းနဲ့မဝင်လာခြင်းပေမဲ့အီရိုရီကကောင်မလေးတွေနဲ့မြခေါ်လို့ရောက်လာခဲ့တာပါ။ရင်ငုတ်၄ချိန်ကန်စဖို့စီနီယာတွေကရေကူးကန်ခေါ်လာပါတယ်။အီရိုရီကရေမကူးတတ်တာကြောင့်ရင်ငုတ်ဖို့ကြောက်နေခဲ့တာပါ။ရေမကူးတက်လည်းရတယ်ဆိုတဲ့စီနီယာတွေရဲ့စကားကြောင့်အီရိုရီလည်းအားတက်သွားပါတယ်။ရင်ငုတ်တဲ့နေရာမှာအရေးကြီးဆုံးအချက်ဖြစ်တဲ့ရေမကြောက်ဖို့ကိုလေ့ကျင့်ကြပါတော့တယ်။ပထမဦးဆုံးသင်ခန်းစာအနေနဲ့ရင်ငုတ်ပြီးရေထဲမှာမျက်လုံးဖွင့်ကြည့်ခိုင်းခဲ့ပါတယ်။ဖွင့်ကြည့်လို့မရတာကြောင့်စီနီယာတွေကမျက်မှန်ငှားပေးလိုက်ပါတယ်။မျက်မှန်တက်ထားတာကြောင့်မျက်လုံးဖွင့်နိုင်ပေမဲ့ရေကတော့ကြောက်နေသေးပါ။ဝစ်စုံလဲပြီးပြန်လာတဲ့ချီစာအဝတ်မပါပဲရေစိမ်နေတဲ့အီရိုရီကိုမြင်ပြီးလန့်သွားပါတော့တယ်။အီရိုရီကမြင်တာတွေကအမှန်မဟုတ်ကြောင်းရှင်းပြပေးမယ်။ချီစာကနှာဘူးလို့ထင်သွားပြန်ပါတယ်။ဒီနေ့အဖြစ်အပျက်တွေအတွက်အီရိုရီကရင်ကုန်းပေါ်ကိုလုံးဝစိတ်မဝင်စားတော့ပါဘူး။လေ့ကျင့်ပြီးပြန်လာတော့အီရိုရီလည်းစိတ်ညစ်နေပါတော့တယ်။နာနာကတနေရာလိုက်ခဲ့ဖို့အီရိုရီကိုခေါ်လိုက်ပါတယ်။မမနာနာကရေအောက်ပြတိုက်ကိုခေါ်လာခဲ့ပါတယ်။ပြတိုက်ပိတ်ချိန်ဟုတ်နေပေမဲ့ချီစာကအမြဲလာကူနေကြမို့လို့အထဲဝင်ခွင့်ရခဲ့တာပါ။ချီစာမတီလို့စိတ်ထားကောင်းလေးလည်းရှိလို့အီရိုရီလည်းအံ့ဩနေပါတော့တယ်။မမနာနာကချီစာရဲ့စိတ်ထားကောင်းတဲ့အပိုင်းလေးကိုရှင်းပြလိုက်ပါတယ်။မမနာနာကရေအောက်ကဘာရဲ့အလှတရားတွေကိုခန်းစားဖို့ပြောနေပါတယ်။ရေအောက်ကဘာရဲ့အလှတရားတွေအောက်မှာအီရိုရီမှင်သက်သွားပါတယ်။အီရိုရီကိုဒီနေရာခေါ်သွားဖို့ချီစာနာနာကကိုအကူအညီတောင်းခဲ့တာဖြစ်ပါတယ်။အီရိုရီရင်ငုတ်ရတာစိတ်ဝင်စားလာအောင်ချီစာကစူးစမ်းခဲ့တာဖြစ်ပါတယ်။အီရိုရီပြန်ရောက်တော့သူ့ဝယ်လာတဲ့တော့ချီလေးကိုချီစာကိုလက်ဆောင်ပေးပါတယ်။ချီစာရေရကဘာပေါ်အမြင်ကိုမေးလိုက်ပါတယ်။အီရိုရီကအရန်ကြီးသဘောမကျပေမဲ့ရင်ငုတ်ဖို့စိတ်ဝင်စားလာကြောင်းပြောပြလိုက်ပါတယ်။မနေ့ရောက်တော့မိန်းကလေးကြောင်ဝတ်စုံဝတ်ထားတဲ့အိမ်မက်မက်လို့လန်နိုးလာခဲ့ပါတယ်။နိုးနိုးချင်းစီနီယာတွေရဲ့အခန်းထဲသွားပါတယ်။အထက်တန်းကျောင်းဝတ်စုံကင်ထားတဲ့စီနီယာတွေကိုမြင်ပြီးအီရိုရီလန့်သွားပါတယ်။အခန်းထဲရောက်နေတဲ့ကိုကြီးကဝတ်စုံကြီးကိုကင်ထားပါတယ်။အသင်းရဲ့လှုပ်ရှားမှုအတွက်ဒီဝတ်စုံကိုဝတ်ရမယ်ဆိုတာသိလိုက်ရပါတယ်။ချီစာနိုးလာတော့ကျောင်းဝတ်စုံကင်ထားတဲ့အီရိုရီတို့နှစ်ယောက်ကိုနှာဘူးလို့ဆွဆွဲလိုက်ပါတယ်။ရင်ငုတ်တဲ့နေရာမှာသုံးဖို့ဒီဝတ်စုံတွေကိုဝတ်ရမယ်ဆိုတာချီစာကချက်ချင်းနားလည်သွားပါတယ်။အီရိုရီတို့ကရင်ငုတ်တာနဲ့ဒီဝတ်စုံတွေကဘာဆိုင်လဲဆိုတာစဉ်းစားနေပါတော့တယ်။စီနီယာတွေကရင်ငုတ်တဲ့ဝတ်စုံတွေကိုမိတ်ဆက်ပေးလိုက်ပါတယ်။ဒီဝတ်စုံတွေကဈေးကြီးတာကြောင့်ပတ်စံရှာဖို့လောက်ကြပါတော့တယ်။အီဇိုနေဦးပွဲတော်မှာ
အလားပြတရုတ်ဖော်ပြိုင်ပွဲတွေပါဝင်ပြီးစုကြည်ရမှာဟုတ်လို့ဝင်ပြိုင်ခိုင်းပါတယ်ကိုကြီးရဲ့ရုပ်ရည်နဲ့အီရိုရဲ့ဟာသားဉာဏ်ရှိမှုတွေကိုစီနီယာတွေကယုံကြည်ပြီးဝင်ပြိုင်ဖို့တိုက်တွန်းနေပါတော့တယ်စကားပြောပြီးတော့အီရိုရီတို့နှစ်ယောက်ကိုရင်ငုတ်ဝတ်စုံလဲခိုင်းလိုက်ပါတယ်။ဆိုင်တဲ့ဘယ်သူမှမရှိအားကြောင့်ခြေစားဆိုင်ဆောင်မဲ့သူမရှိအားကြောင့်ကြံခဲ့ပါတယ်။အီရိုရီတို့နှစ်ယောက်ကိုစီနီယာတွေကတယောက်စီတာဝန်ယူကြပါတယ်။စီနီယာတွေလည်းရင်ငုတ်တဲ့နီးတွေကိုပြောပြီးရေစငုတ်ပါတော့တယ်။အီရိုရီတောင်10မိနစ်တောင်မပြည့်သေးပဲပြန်ပေါ်လာပါတယ်။အောက်ဆီဂျင်အိုးကြီးရှိနေရတော့အီရိုရီကကြောက်နေခဲ့တာပါ။ဒီတကထပ်ပြီးစူးစမ်းပြီးထန်ငုတ်ပါတယ်။ရင်ငုတ်မျက်မှန်ကချောင်းနေပြီးရေတွေဝင်ကုန်တော့အီရိုရီလည်းလန့်သွားပါတယ်။ရင်ငုတ်တက်လာတဲ့အချိန် Grand Blue ဆိုင်တွေကပြပြတလဲနဲ့ထွက်လာတဲ့လူနှစ်ယောက်ကိုမြင်လိုက်ရပါတယ်။ဒီလူတွေကမအားရကြရေလာငုတ်တဲ့သူတွေပဲဖြစ်ပါတယ်။စီနီယာကလုံခြုံရေးစိတ်ချရတဲ့ရင်ငုတ်ဝစ်စုံအကြောင်းအသေးစိတ်ရှင်းပြလိုက်ပါတယ်။ဒီစကားကိုကြားတော့အီရိုရီကစိတ်သက်သာရသွားပါတယ်။ရေအောက်ကျမ်းပြင်မှာအီရိုရီကထူကိုထောက်ချလိုက်ပြီးမျက်လုံးကိုဖွင့်ကြည့်လိုက်ပါတယ်။ရေအောက်ကဘာရဲ့အလှတရားကြောင့်အီရိုရီပျော်သွားခဲ့ပါတယ်။ဆိုင်ကိုပြန်ရောက်တော့အီရိုရီကခြိစားလက်ကိုကိုင်းပြီးကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံသစ်တွေကိုပြန်ပြောပြနေခဲ့ပါတယ်။အဲညာသူတို့အုပ်စုဖေးရအတူတောက်ကြပါတယ်။အကြောက်တရားကိုအနိုင်ယူခဲ့လို့ဦးလေးလည်းအီရိုရီကိုချီကျူးလိုက်ပါတယ်။နောက်တနေ့မနေ့မိုးလင်းပြီးအီရိုရီတောင်နိုးလာပါတယ်။ဘေးမှာအိတ်နေတဲ့အဝတ်မပါမိမလာလေးတယောက်ကိုအီရိုရီမြင်လိုက်ပါတယ်။အဝတ်မပါပဲဘေးမှာလာအိတ်နေလို့မျက်လုံးပြူးသွားခဲ့တာပါ။ဇလန်လေးရဲ့အပိုင်းတစ်ကိုတင်ဆက်လို့ပြီးပါပြီ။နားဆင်ပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ပိုင်းတွေကိုလည်းဆက်လက်ပြီးတင်ဆက်ပေးပါမယ်။စောင့်မျှော်ရင်နားဆင်ပေးပါအောင်ရှင်။